ဒီချက်ကချင်းချက်ထဲမှာကတော့ဖတ်ဖယ်ရွက်ပြီးတော့ဒီနန်းနန်းပင်ချက်နန်းနန်းခရမ်းချင်ဒီချက်သွန်နေချက်သွန်ဖြူအဲ့ဒါတွေကိုထောင်းပြီးတော့ထည့်လိုက်တယ်ထောင်းထားတဲ့ဟာပေါ့နော်ထောင်းပြီးထည့်လိုက်တယ်ပြီးနေလိုက်တယ်ပဲလမ်းပြကြီးတောင်းထားတယ်ချက်သားအင်ချက်ပေါ့နော်အဲ့ဒါလေးနဲ့ချက်ပါပဲအင်ချက်နဲ့ဆိုတော့ဒီအရသာရှိရပေါ့နော်အဲ့ဒါလေးနဲ့ဖတ်ဖယ်ရွက်ပြီးပြင်စိမ်းရောပါတယ်ပြင်စိမ်းရောပါတယ်စီကတော့နည်းနည်းလေးထည့်ရုပ်သီးပေါ့ရုပ်သီးမုံထည့်ရင်ရုပ်သီးစိမ်းနဲ့ထည့်တယ်အဲ့ထက်မှာမုံရောစိမ်းရောထည့်လိုက်တယ်ပြီးတော့မြစ်ချင်ထည့်တယ်နော်တချို့တော့ချင်စော်ကားလေးထည့်တယ်ဒါတော့တံပြားလေးထည့်ကြလည်းရှိရချင်ပေါ့နော်မြစ်ချင်ထည့်တယ်ပြီးအိုးထဲထည့်ကြီးထည့်ကိုကြိုက်လို့ကိုချက်တာပေါ့နော်ဒါနဲ့တိုင်းသားစားစီတော့စီနေတာပေါ့နော်စီရတော့နည်းနည်းပဲတုံးပါတယ်အဲ့ဒါကိုကလည်းကျွမ်းကျင်တဲ့လူတွေတော့မဟုတ်ပေါ့နော်ကိုစားကိုလူချင်းတဲ့အရာတာကိုတော့ကြပါပေါ့နော်ဒါမဲ့ဖယ်ရွက်နဲ့ပြင်စိမ်းကတော့အတိကပါဖွင့်ကြည့်မယ်နော်အိုးဖွင့်ကြည့်မယ်အနံ့လေးမွေးနေအောင်မွေးပြီပြီးမြစ်ချင်ထည့်လိုက်ပါမယ်ဒီမြစ်ချင်ကတော့ဒီဟောပါနော်ရှမ်းမြစ်ချင်ပါနော်အမီမီတေးသေးလေးပေါ့จะปาปีนั่นเดียวทำพื้นดอยเฮ้ว่าลูกสาวจีจ่าว่าจีบีได้ตัวเลยจีสุดเต็มมาเลยน้องนี่ใจเนี่ยถ้าพี่เอาเต็มพี่เอาไปว่าแม่